လာပါဒီနေ့ကျွန်တော် passport ကိုလွယ်ကူဆုံးနဲ့လျင်မြန်ဆုံးဘယ်လိုရှောက်မလဲဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံး Google ကနေပြီးတော့ passport.gov.mm လို့ဝင်လိုက်ပါ PASSPORT ကျွန်တော်တို့ကဒီမှာရက်ရှာပြီးသားဖြစ်တဲ့အတွက် auto ပေါ်နေပြီးသားဖြစ်ပါတယ်မပေါ်သေးဘူးဆိုရင် passport.gov.mm ဆိုပြီးရက်ရှာလိုက်ပါဒီ link လေးကိုနှိပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာ passport လျှောက်ထားမှုကဒီတန်းနဲ့ချီတဲ့မြန်မာပြည်သူတွေရှောက်နေတာဖြစ်တဲ့အတွက်ဒီနည်းနည်းကြံ့ကြာမှုလို့ရှိနိုင်ပါတယ်ကျွန်တော်တို့က appointment ပြုလုပ်ခြင်းကိုဒီမှာ online appointment ပြုလုပ်ခြင်းကိုနှိပ်ပြီးတော့လျှောက်ရပါမယ်လျှောက်ထားရန်ကိုနှိပ်လိုက်ပါဒီနေရာမှာတက်လာပြီဆိုလို့ရှိရင်အောက်ကပေါက်လေးကိုတစ်ပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ Gmail ဖြည့်ပေးရပါမယ်ဒီ Gmail ကတိတ်တော့အရေးမကြီးပါဘူးဒီနောက်မှာreceipt ကိုပေးပို့မဲ့ Gmail လေးထည့်ပေးရပါမယ်ပြီးလို့ရှိရင် continue ကိုနှိပ်လိုက်ပါကျွန်တော်တို့ကဒီနေရာမှာမိသားစုဝင်တွေဆိုလို့ရှိရင်အများဆုံး9ဦးအထိလျှောက်ထားလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ကိုကြီးအချက်လက်ဖောင်လေးကြာလာတာဖြစ်ပါတယ်ဒီဖောင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ reference number လည်းပါပြီးသားပေါ့နော်အပေါ်မှာ link မှာကလေးက reference number လေးကိုမှတ်ထားလို့ရပါတယ်ဒီမှာအရေးကြီးတာကတော့ star ပြထားတဲ့ဟာလေးတွေဖြည့်ပေးရမှာဖြစ်ပါတယ်လွယ်ကူဆုံးနဲ့လျင်မြန်ဆုံးဖြစ်အောင် star ပြထားတဲ့အနီရောင်လေးတွေ star ပြထားတဲ့ဟာကိုပဲအရင်ဦးစားပေးပြီးဖြည့်ပါမယ်ကျန်တဲ့ဟာတွေ passport ရုံရောက်မှဖြည့်လို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ကလွယ်ကူကူလျင်လျင်မြန်မြန်နဲ့ပြီးမြောက်ဖို့အတွက်ကိုကြီးအချက်လက်နံပါတ်1ကိုပဲဖြည့်ပါမယ်နေ့ရမိသားစုဝင်ကြီးကိုမောင်နှမတွေကိုလုံးဝဖြည့်မှာမဟုတ်ပါဘူးဒါကျွန်တော်ကိုကြီးအချက်လက်နံပါတ်1ကိုဖြည့်ပါမယ်ဖြည့်ပြီးတာနဲ့ passport အဟောင်းရဲ့နံပါတ်တွေဖြည့်ပါမယ်ဒါကိုကြီးအချက်လက်နံပါတ်2ပေါ့နော်ကိုကြီးအချက်လက်နံပါတ်2မှာဒီ star ပြထားတာလေးမရှိတော့အတွက်ရှောက်စရာမလိုပေါ့နော်ဒီ file လေးကို download ဆွဲပြီးတော့ဒီ print ထုတ်သွားလို့ရှိရင်ရှောက်လို့ရပါတယ်ဒါကတော့မိသားစုဝင်တဲ့ညီကိုမောင်နှမတွေပေါ့နော်မိသားစုဝင်ညီကိုမောင်နှမတွေလည်းအများကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကမဖြည့်တော့ဘူးပေါ့နော်မဖြည့်တော့ဘဲနဲ့ passport ရုံရောက်ခါမှာပဲကျွန်တော်ဒါလေးကိုဖြည့်ပါမယ်ပြီးသွားတဲ့အခါမှာကျွန်တော်အောက်ဆုံးမှာ add to list ကိုနှိပ်ပေးရပါမယ် add to list နှိပ်ပြီးရင်အပေါ်မှာ review and submit ဆိုတာတက်လာပါမယ်ဒီ review and submit လေးကိုနှိပ်ပြီးတော့ခဏစောင့်ပေးပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အချက်လက်တွေမှန်တစ်ချက်စစ်ပါမယ်မှန်တယ်ဆိုလို့ရှိရင်အချက်လက်စစ်ဆေးပြီးအားလုံးမှန်ကန်ပြီဆိုတာကို tick လေးပေးပြီးတော့ confirm ဖောင်လေးနှိပ်ပါမယ်ဒီ confirm ဖောင်နှိပ်တဲ့နေရာမှာအရန်ကြာတတ်ပါတယ်အဲ့လိုကြာတတ်တဲ့အတွက်ကျွန်တော်တို့ edit လေးကိုနှိပ်ပါမယ် edit လေးကိုနှိပ်ပြီးတဲ့အခါမှာ reference number လေးကို copy ယူလိုက်ပါမယ် copy ယူပြီးတဲ့အခါမှာကျွန်တော်တို့ view booking ကိုသွားပါမယ် view booking မှာနာမည်မှတ်ပုံတင်ရိုက်ရှာပါမယ်ရိုက်ရှာတဲ့အခါမှာကိုရိုက်ထားတာမြန်မာလိုဆိုမြန်မာလိုပဲရိုက်ရှာလို့ရမှာဖြစ်ပါတယ်ရိုက်ရှာလိုက်တာနဲ့ငွေပေးချင်ရန်ကြမ်းရှိပါသည်ဆိုပြီးခုလိုပေါ်လာမှာဖြစ်ပါတယ် Go payment ကိုနှိပ်လိုက်ပါ Go payment ကိုနှိပ်လိုက်တာနဲ့ငွေပေးချင်ရန်ဆိုပြီးတော့ KBZ Pay နဲ့ MPU နဲ့ကြာလာမှာဖြစ်ပါတယ် KBZ Pay ကိုနှိပ်လိုက်ပါ QR လေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ second ဖတ်ပြီးတော့ပေးလိုက်ပါပြီပေးလိုက်တဲ့အခါမှာဒီပုံစံအတိုင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က reference number လေးကို copy ယူပြီးသားဖြစ်တဲ့အတွက် back ထွက်လိုက်ပါမယ်ဒါလေးကို screenshot ရိုက်ထားဖို့လိုပါတယ်ဘတ်တစ်ချက်ထွက်ပြီးကျွန်တော်တို့ပြန်စစ်ကြည့်မှာဖြစ်ပါတယ်ခဏလေးစောင့်ပါရှောက်ထားမှုမက်ဆင်ကိုကျွန်တော်တို့ပြန်ကြိုက်ထည့်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ application ID နဲ့ appointment date ရလာပါပြီ။ရှောက်ထားမှုအောင်မြင်သွားပါပြီ။ appointment date ရလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ form လေးကို print ထုတ်သွားပြီးတော့ကိုကြားတဲ့ရက်ကိုသွားပြီးတော့ passport ရုံးကိုသွားပြီးတော့ passport ရှောက်ထားနိုင်ပါတယ်။ကြည့်ရှုမှုတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးပါအောင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။